အီရန်မှာလေလောလောဆယ်အဲ့လိုအခုလိုပဲကျွန်တော်မြန်မာပြည်လိုပဲအဲ့လိုတော်လိုင်းရင်ဖြစ်နေတယ်တော်လိုင်းရင်ဖြစ်နေတဲ့ကာလာမျိုးမှာဆိုလို့ရှိရင်အလွန်အမင်းဟိုပြောရရင်တော့ဟိုထိခိုက်ရှာနာတွေလည်းများတယ်ပေါ့နော်ဆိုတော့ခါကျတော့ဒါပေမဲ့ဘယ်နိုင်ငံကိုပဲကြည့်ကြည့်ပါပြည်သူလူထုစင်တာကအဓိကဖြစ်ပါတယ်ဆိုတော့ပြည်သူလူထုတဲကြီးဖြစ်တဲ့အီရန်ရဲ့ပြည်သူလူထုတဲကြီးဖြစ်တဲ့ဟေဒီချိုပန်ဟာဆိုရင်တော့ဖြင့်ပြည်သူလူထုရဲ့စန္ဒနဲ့ကွဲလွဲနေတယ်လို့ပြည်သူလူထုကခံစားရတာကြောင့်မလို့အခုဆိုရင်ဟယ်ရီချိုပန်ကို boycott လုပ်ခြင်းနေပြုလုပ်နေပြီဖြစ်ပါတယ်။သို့ပေမဲ့ဟယ်ရီချိုပန်ဘက်ကတော့ပြန်လည်ဖြည့်ရှင်းထားပေမဲ့လို့သူပြောတဲ့စကားတွေထဲမှာဒီပြည်သူလူထုမထောက်ခံတဲ့အစိုးရရဲ့ဘက်ကိုရိမ့်နေတဲ့အတွက်ကြောင့်မလို့ပြည်သူလူထုရဲ့အမျက်ဒေါသအထွက်ခြင်းကိုခံနေရပြီဖြစ်ပါတယ်။ဆိုတော့ခါကြတော့အရင်အရေးကြီးပါတယ်ဆိုတော့ဒီဂျင်းနေရာဆိုရင်လည်းဘလောက်အောက်ပဲသေးချေကြိုက်ဖြစ်ဖြစ်ပြည်သူလူထုရဲ့ဆန္ဒမပါဘဲနဲ့ပြည်သူလူထုရဲ့စိတ်ပြည့်ခြင်းကိုခံသွားရတဲ့ဟယ်ဒီချိုပန်ရဲ့ပုံတွေကို political issue တွေဖြစ်လာမှာစိုးရိမ်လို့ဖြုတ်ချနေရတာဖြစ်ပါတယ်ဆိုတော့အားလုံးပဲတတိရှိကြပါအားလုံးပဲအဆင်ပြေကြပါစေကျွန်တော်မြန်မာနိုင်ငံလည်းအမြဲဆုံးအေးချမ်းပါသည်ဆူတောင်းပါရယ်ဝေးတဲ့နေရာကနေဆူတောင်းနေပါရယ်ဆိုတော့ပြည်သူလူထုထောက်ခံမှုရှားမှသာလျှင်အဆင်ပြေမှာဖြစ်ပါတယ်နိုင်ငံရေးပြောတာမဟုတ်ပါဘူးအားလုံးကျေးဇူးတင်ပါတယ်